လင်းလက်ကပေါင်းသေးရဘာတွေကောင်းလဲရှင်းပြပါအောင်ဆိုလို့မမမှုရှင်းပြပါမယ်နော်ဒါလေးကတော့ပျော့သေးလုံးဝမဟုတ်ပါဘူးရှင်ဒါလေးကိုကြတော့ပေါင်းသေးလို့ခေါ်ပါတယ်စံသားအဖြစ်ပေါင်းသေးလို့ခေါ်ပါတယ်ရှင်ဒီထဲမှာဘာတွေပါလဲဆိုရင် keratin အဓိကပါရှိပါတယ်အမှန်ပေါင်းသေးတွေတဲ့မမမှုက keratin ကို3ဆပိုထည့်ထားတာဖြစ်တဲ့အတွက်တာမန်ပေါင်းသေးတွေတဲ့3ဆပိုမှုပြီးတော့ကောင်းမွန်ပါတယ်ရှင်စံသားကျန်းတာတွေဖွာတာတွေဆေးဆိုးထားတဲ့ဟာတွေနောက်တစ်ခုကကြတော့ရေခဏခဏကူးတဲ့လူတွေပေါ့နော်နေပူတန်ထိထားတဲ့စံသားတွေပျက်စီးစံသားတွေအတွက်လုံးဝကိုအဆင်ပြေသေးပါတယ်ရှင်ဟာဒီက keratin ဟာဆိုလို့ရှိရင်တဘာဝကရရှိတဲ့ပစ္စည်းတွေဖြစ်လို့မို့လို့စိတ်ချလက်ချသုံးပြုလို့ရပါတယ်ရှင်ကဲဟာဒီက keratin ဟာဆိုလို့ရှိရင်သပင်တစ်ချောင်းမှာဆိုလို့ရှိရင်အပေါ်ဆုံးကအလွှာကိုကျမတို့ cuticle လို့ခေါ်ပါတယ်ဒုတိယကိုcortex လို့ခေါ်ပါတယ်တတိယကို medulla လို့ခေါ်ပါတယ်အဲ့ဒီ၃ခုလုံးပေါ့နော်အဲ့ဒီ၃ခုလုံးမှာဟာဒီက keratin ကလုံးဝကိုကောင်းအောင်ထိုးဖောက်နိုင်ပါတယ်ရှင်အဲ့တော့ဒီ keratin ကလုံးဝကိုစံသားအလုံးနဲ့တင့်တော်သောပေါင်းစေးဖြစ်ပါတယ်ရှင်ဒါကြောင့်မလို့မသုံးရသေးဘူးဆိုရင်နောင်တရမှာဖြစ်ပါတယ်စံသားအလုံးနဲ့တင့်တော်သော keratin protein ပေါ့နော်ဒါဒီတဘာဝကရတာဖြစ်တဲ့အတွက်စိတ်ချလက်ချသုံးလို့ရပါတယ်ရှင်နော်အဲ့တော့ဘာကောင်းလဲမေးတဲ့လူတွေအတွက်ကိုယ့်ရဲ့သပင်တွေကညှိနေတယ်ကြမ်းနေတယ်ဖွာနေတယ်နှစ်ခွတွေဖြစ်နေတဲ့ရှင့်ဒီလိုမျိုးနီးကြောင်ကြောင်တွေဖြစ်နေတယ်ဆိုလို့ရှိရင်တော့ကျမတို့ဒီလင်းလက်ကထုတ်တဲ့စံသားအဖြစ် hair mask လေးကိုသုံးပေးရမှာဖြစ်ပါတယ်ဒါကြောင့်မို့လို့တာမန်ပေါင်းစေးတွေထက်3ဆပိုကောင်းတာလိုချင်နေဆိုရင်တော့လင်းလက်ကထုတ်တဲ့เนาะ keratin protein hair mask လေးကိုသုံးပေးပါလို့မမမူကပြောချင်ပါတယ်